ကာမေတုမိစ္ဆာစာရဆိုတာအမျိုးသားတယောက်ဒီအမျိုးသမီး20နဲ့ပတ်သက်လို့ရှိရင်ကာမေတုမိစ္ဆာစာရလို့ဆိုအမျိုးသမီးတွေကြတော့ထက်မပြောဘူးအမျိုးသားတွေပဲပြောတယ်မျိုးသမီးတွေရောကာမေတုမိစ္ဆာစာရမဖြစ်ဘူးလားဆိုဖြစ်တယ်အမျိုးသမီးရတလောက်မရဘူးအမျိုးသားတွေကြတော့အမျိုးသမီး20နဲ့ပတ်သက်တယ်ကာမေတုမိစ္ဆာစာရအဲ့ဒီအမျိုးသမီး20ကိုမှတ်တာနော်အတူကောင်းလှုပ်ထားတာရှိတယ်ရှေ့ဆရာတော်ကြီးတဲ့အတူကောင်းလှုပ်တာမာပိဘာနဲ့ဘာနော်မာပိဘာနဲ့ဘာညာခောထန်တတာတို့ကောင်းမှတ်ချင်လို့ရှိရင်မြို့သမီး20တရုပ်ကိုမာပိဘာနဲ့ဘာညာခောထန်တတာဓာသံဘောဘဩဓကမ္မဓမ္မုဟာအဲ့ဒါမှတ်တာပြီတော့နော်ပြီးတော့တစ်ခုစီရှင်းပြမယ်မာပိဘာနဲ့ဘာညာခောထန်တတာဓာသံဘောဘဩဓကမ္မဓမ္မုဟာကာမေတုမိစ္ဆာစာရကံထိုက်တာမြို့သမီး20ဘယ်သူတွေမှထိုက်တော့အမျိုးသားတွေမှထိုက်တယ်ဒီအမျိုးသမီး20နဲ့ပတ်သက်ရင်အဲ့ဒီအမျိုးသားဟာကာမေတုမိစ္ဆာစာရကံဒါကိုရှင်းနားလည်ထားဖို့လိုတယ်ဘုရားဘာသာတွေကအဲ့တော့မြတ်စွာဘုရားဟောတာကြည့်မာပိစာမာကတစ်ခုပိကတစ်ခုနောက်တစ်ခါကျမာပိနှစ်ခုနော်အဲ့လိုတွေ့ရမှာမာဆိုရဘာတော့မာတုရခိတာအမေရဲ့အုပ်ထိန်မှုအောက်မှာရှိတဲ့အမျိုးသမီးဒါတစ်ခုနော်ပိဆိုတာပိတုရခိတာအဖေရဲ့အုပ်ထိန်မှုအောက်မှာရှိတယ်သူကအမေဖေနှစ်ယောက်မရှိတော့ဘူးအမေပဲရှိတယ်ဆိုရင်အမေရဲ့အုပ်ထိန်မှုအဖေပဲရှိတော့တယ်ဆိုရင်အဖေရဲ့အုပ်ထိန်မှုအမေရောအဖေရောအဆုံးရှိတယ်ဆိုရင်မာတာပိတုရခိတာနော်အမေရဲ့အုပ်ထိန်မှုရှိတဲ့မျိုးသမီးအဖေရဲ့အုပ်ထိန်မှုမှာနေရတဲ့မျိုးသမီးအမေဖေရဲ့အုပ်ထိန်မှုမှာမဟုတ်ထိန်မဟုတ်ကိုယ်လွတ်လပ်နေတယ်ဆိုလို့မရဘူးသူအမေဖေရဲ့အုပ်ထိန်မှုကအသက်နဲ့မဆိုင်ဘူးနိုင်ငံခြားလူတွေကတော့16နှစ်ပြည့်ရင်အမေဖေအုပ်ထိန်မှုမရှိတော့ဘူးလို့သူတို့ယူဆတယ်ဘုရားဘာသာမှာတော့အဲ့လိုမဟုတ်ဘူးနော်မြတ်စွာဘုရားရဲ့ဆိုလိုချက်ကလို့မဟုတ်ဘူးအဲ့တော့အမေရဲ့အုပ်ထိန်မှုအဖေရဲ့အုပ်ထိန်မှုအမေဖေနှစ်ဦးလုံးရဲ့အုပ်ထိန်မှုအဲ့ဒါကိုမာပိလို့ပြောတာဘာနဲ့ဘာဆိုတာပခိနိရခိတာအမေဖေမရှိတော့ဘူးဆိုရင်အမကဖြစ်စေညီမကဖြစ်စေသူ့ကိုထိန်ကြောင်ပေးထားတယ်ဘာဆိုတာဘာတုရခိတာအကိုဖြစ်စေမောင်ကပဲဖြစ်စေထိန်သိမ့်လျှောက်ဆိုမိသားစုထဲမှာအကိုကထိန်တာဖြစ်မယ်သို့မဟုတ်မောင်လေးကထိန်တာဖြစ်မယ်ညီမတွေကဆိုရင်အမကထိန်တာဖြစ်မယ်ညီမကထိန်တာဖြစ်မယ်နော်အဲ့ဒါကိုဘာနဲ့ဘာဆိုတာပခိနိညီမအမဘာဆိုတာဘာတုပေါင်းအကိုညာခောတံတတာညာဆိုတာညာတိရခိတညာတိဆွေတွေမျိုးတွေကအမေဖေလည်းမရှိဘူးညီကိုမောင်နှမရင်လည်းမရှိဘူးဆိုလို့ရှိရင်ဆွေတွေမျိုးတွေကထင်လို့ဆိုလို့ဆွေမျိုးတွေကထင်တယ်နောက်တစ်ခုကျတော့ဆွေမျိုးအရင်ချမရှိဘူးဆိုရင်ခွတ္တရခိတညာခောခွတ္တဆိုတာအနွယ်ဝင်ဗမာပြည်ကတော့အနွယ်မရှိဘူးဖြစ်ဆာနေတော့မရှိဘူးတရုတ်ပြည်တွေပါကြတော့ဥမာမဲ့နာမည်ရဲ့ရှေ့မှာလီဆိုရင်လီမျိုးတွေပေါ့လီကွမ်ယူတို့ပါတော့တိန်ဆိုရင်တိန်မျိုးပေါ့နော်လီယူဆိုလီယူအဲ့လိုသူတို့မှာအမျိုးအနွယ်ဆိုတာရှိတယ်အမျိုးအနွယ်တူတာဗမာပြည်မှာအဲ့ဒီမရှိဘူးဖြစ်မရှိဘူး
စာနေမရှိဘူးကိုမဲကျင်တာမဲအိန္ဒိယနိုင်ငံတို့မှာလည်းအမျိုးအနွယ်ရှိတယ်ဥမာဂေါတမဆိုတာအဲ့ဒါအနွယ်ပဲကတ္တဗဆိုတာလည်းအနွယ်ပဲကွန္တိညဆိုတာလည်းအနွယ်ပဲဒါအနွယ်နာမည်နဲ့ခေါ်တာနာမည်ရင်းမဟုတ်ဘူးမောက္ကလနာဆိုတာလည်းအနွယ်ပဲဖာရဒဝါစဆိုတာလည်းနာမည်ပဲအနွယ်နဲ့ခေါ်တာအိန္ဒိယတို့တိဟိုတို့ခေါ်တာတွေကအနွယ်နာမည်တွေများတယ်နော်အဲ့ဒါကိုခွတ္တရခိတာတဲ့အနွယ်တူတဲ့ပုဂ္ဂိုလ်ရဲ့စောင့်ရှောက်မှုအောက်မှာရှိတယ်လှုပ်ချင်လို့မရဘူးမြို့သမီးတွေအဲ့လိုဆိုလို့တယ်ခွတ္တရခိတညာခောအဲ့ဒါတွေလည်းဘယ်သူမှမရှိဘူးဆိုဓမ္မရခိတတရားအတူကျင့်နေအတူတကွနေထိုင်ကြတဲ့ပုဂ္ဂိုလ်တွေကစောင့်ရှောက်တယ်လို့ဆိုလို့အဲ့ဒါကြတော့ဓမ္မဆိုတာဓမ္မညာခောထံတဆိုတာတပရိဋ္ဌန္တာဘယင်ကမပတ်သက်ရဘူးလို့အမိန့်ထုတ်ထားတဲ့အမျိုးသမီးအသက်ရင်အပြစ်ဒဏ်ပေးမယ်လို့သတ်မှတ်ထားတဲ့ဟာဒါကတပရိဋ္ဌန္တာလို့ခေါ်တယ်နောက်သားကအိမ်တော်ရသားကြပြီးထားတော့အိမ်တော်ရသားကြထားတဲ့အမျိုးသမီးတတမိကလို့ခေါ်တယ်ပိုင်ရှင်ရှိတဲ့အမျိုးသမီးအိမ်တော်ကြထားတဲ့အမျိုးသမီးအဲ့ဒီမှာမာပိဘာနဲ့ပါညာဂောတံတတာဒါဆံညာဂောတံတတာဆက်ကိုပြည့်သွားပြီနော်အဲ့ဒီမှာအန္တမသောမာလကုလပရိခိတပိအိမ်အောင်တော့မပြည့်ရသေးဘူးဒါပေမဲ့ပန်းကုန်းဆွတ်ထားပြီးပြီစိတ်ဆက်ထားပြီးတော့ပြောချင်းပြောပေါ့ခုခေတ်တော့ဒါပန်းကုန်းဆွတ်ထားပြီးပြီသို့မဟုတ်လက်ဆွတ်လဲထားပြီးပြီအဲ့ဒါလည်းတူတူပဲလက်ဆွတ်လဲထားတယ်ပန်းကုန်းဆွတ်ထားတယ်သတ်မှတ်ထားတယ်အိန္ဒိယနိုင်ငံကမြို့သမီးတွေကတော့ကြည်ရတာနော်အိမ်အောင်ကြပြီးသားနဲ့မကြသေးတာဘယ်မှာတော့ဆိုနှစ်ဖူးထက်မှသပင်ခွဲထားတာလေးရှိတယ်ဟိုဘက်ဖီဒီဘက်ဖီနှစ်ဖူးထက်မှအဲ့ဒီသပင်ဟိုဘက်ဖီဒီဘက်ဖီဆံရေးချောင်းလေးရှိတယ်အဲ့ဒီဆံရေးချောင်းလေးကိုအနီတုပ်လိုက်ပြီဆိုရင်တော့ဒါအိမ်အောင်ကြပြီးသားလို့အနီမတုပ်ရသေးရင်အိမ်အောင်မရှိသေးဘူးနှစ်ဖူးကအပြောက်ကိုပြောတာမဟုတ်ဘူးနှစ်ဖူးကအပြောက်ကအလှလောက်တာသပင်ကိုခွဲလိုက်တဲ့အခါမှာဆံရေးချောင်းလို့ခေါ်တယ်နှစ်ဖူးထက်ကဆံရေးချောင်းအဲ့ဒီဆံရေးချောင်းမှာအနီတုပ်ထားတာအိန္ဒိယသွားတဲ့အခါကြည့်ပေါ့အဲ့ဒီအနီတုပ်ထားရင်သူကအဲ့တော့ကြပြီသားလို့ဆိုတာအဲ့တော့အခုလို့နော်အိမ်အောင်မပြုတ်သေးတဲ့အမျိုးသမီးကအခု10ဦးကွာထားပေါ့နော်အိမ်အောင်ပြုတ်ပြီးသားတယောက်ပါတယ်10ဦးနောက်တစ်ခုကတော့ထီတုတ်တံမှာနောက်တစ်ခုထည့်မထားဘူးဒါသံဘောပဩဒကမ္မတမုဟာနော်ဒါသံဘောပဩဒကမ္မဒါဆိုတာတနက်ခိတာပတ်စံပေးပြီးတော့ဝဲထားတာအဲ့ဒါကြတော့ဟိုအိမ်အောင်ရှိတဲ့ဟာတွေက10ဦးဆိုလိုတာအိမ်အောင်မရှိသေးတာက10ဦးအိမ်အောင်ရှိပြီးသားက10ဦးပတ်စံပေးပြီးတော့ဝဲထားတဲ့ဟာတနက်ခိတာစိတ်တူကိုယ်တူ living together ဆန္ဒဝါဒီနေ living together ရရှိတယ်ဆန္ဒဝါဒီနေဒါသံဘောပနေစရာထိုင်စရာပစ္စည်းဥစ္စာပေးပြီးတော့အတူနေတာကဒါတူအဲ့ဒါဘောကဝါတိနိနော်သန္တဝါတိနိဒါသံဒါကတနက်ကိတာသံကသန္တဝါတိနိဘောကဝါတိနိဒါသံ
ဘောပဘာဆိုတာဩပတ္တဆုံးပတ္တလို့ထင်တယ်ပတ္တအလုံးလုံးပြီးတော့နေတာဩထာရှေးကွက်ထဲမှာရေထဲပေါ့ဖန်ဟိုရင်ခွက်ထဲမှာရေထဲပြီးတော့လက်စုပ်လက်ထပ်ထားတာဒီလိုဆိုလို့လေနော်ဩဒါခေါင်းအလုံးကျန်းလုံးနေရတဲ့ဟာကိုအလုံးကျန်းမလုံးနဲ့တော့ဆိုပြီးတော့လက်ထပ်ထားတဲ့အမျိုးသမီးခွင့်လွတ်ပြီးတော့လက်ထပ်ထားတဲ့အမျိုးသမီးနောက်တစ်ခါရှေးကွက်ထဲမှာလက်ဆုံချပြီးလက်ထပ်ထားတာထားကနောက်ကထားသည်အိမ်မှာခိုင်းတဲ့အမျိုးသမီးအိမ်ကလို့သမလည်းဟုတ်တယ်အိမ်နောက်ပဲလည်းဟုတ်တယ်ဆိုမျိုးအဲ့ဒါလို့ဒီဆယ်ကူကတော့လက်ထပ်ထားတဲ့ဆယ်ကူဒါပေမဲ့ဒီတုတ်တံမှာအခုနောက်ဆယ်ကူမပါဘူးနော်နောက်ဆယ်ကူမပါဘူးရှေ့ဆယ်ကူပဲမြတ်စွာဘုရားဟောထားတယ်တော့အမျိုးသမီး20ကဒီဟာတွေကလွတ်တွေလို့မှတ်ထားပေါ့ဒါပေမဲ့တတ္တမိကဆိုတာလေးတော့ပါတယ်အဲ့ဒီလိုပေါင်းလိုက်တဲ့အခါကျတော့ဟိုကအိမ်နောက်ကြပြီးသားက10ဦးထားပါတော့အိမ်နောက်မကြသေးတာတတ္တမိက2ဦးတော့ပါတယ်အိမ်နောက်မကြသေးတာက10ဦးအလုံးအမျိုးသမီး20လို့ဆိုလို့တယ်အဲ့တော့ဒီသုတ်တံမှာတော့ပထမ10မျိုးပဲပြထားတယ်နော်အဲ့ဒါကိုဝိနည်းကျမ်းမှာကြတော့အဲ့20လုံးပြထားတာရှိတယ်ခုဒီမှာတော့10ခုပဲပြထားတယ်အဲ့ဒီလိုအမျိုးသမီးတွေနဲ့ပတ်သက်လို့ရှိရင်ကာမိတုဝိဆာစရာဖြစ်တယ်တဲ့